ကဲအားလုံးပဲမင်္ဂလာပါဗျချမိတ်ဆွေအကူကြီးမကြီးအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကဲအမျိုးကြီးအားလုံးပဲเนาะအားလုံးပဲဒါဒီကြီးရဲ့เนาะဒါဗီဒီယိုဖိုင်လေးကိုကြည့်တဲ့ချိန်ကစပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေကဲဟုတ်ကဲ့ဗျเนาะအဲ့ရောမနေ့ဖြန်ကြာသာဝရီနေ့29ရက်နေ့ပေါ့เนาะ29ရက်ကြာသာဝရီနေ့အတွက်ကိုကြီးလာပြီးတော့တင်ပေးတာပါအခုမှရအောင်မယ်ဒါ1 day cycle လေးကိုကြီးဖောက်တယ်ပေါ့เนาะ1 day cycle ဖောက်တဲ့အတွက်ကြောင့်မလို့မနေ့ဖြန်ကြာသာပရိနေစီမှာထိထိမိမိကစားပါဗျเนาะထိထိမိမိကစားပါကိုပြီးလုံးဝအကောင်းဆုံးတော့ဝမ်းချင်းကိုအကောင်းဆုံးတော့ရှာပေးထားပါတယ်အစားဆုံးတိချာလေးမရစ်မကြော်ပဲနဲ့ကြည့်ပေးပါခဏန်းလေးရပြီဆိုရင်ချစ်မိတ်ဆွေအကူကြီးမရခဏန်းလေးကိုဖုံးမှန်လေးမှာပြန်ပြီးတော့အမျှဝေပေးကြပါပေါ့เนาะအားလုံးပဲဒါကောင်းသောညာလေးပါเนาะမင်္ဂလာရှိသောညာချမ်းလေးမှာအကူမများအားလုံးပဲမင်္ဂလာရှိကြပါစေเนาะအဲ့ဒီကြောင့်ပြောတာဗျเนาะခဏန်းလေးကအကူမတွေအားလုံးသိတဲ့အတိုင်းပဲဘုဒ္ဓဘဲကကိုပြီး1 day cycle ဖောက်တယ်ပေါ့เนาะ1 day cycle ဖောက်တယ်တလင်းလာနေတရက်ပဲမှန်တယ်အင်္ဂါရဘုဒ္ဓဘူးရဖောက်တယ်ပေါ့เนาะအဲ့ရောမနက်ဖြန်ကြာတာပတိနေ့မှာထိထိမိမိနဲ့အားလုံးထပ်ပြီးတော့အားလုံးပေါ့เนาะအားလုံးရအောင်ကိုပြီးအကောင်းဆုံးရှယ်စူးစမ်းပေးထားပါတယ်အဲ့ရော1 ချင်းကိုလည်းအဓိကအမှားဆုံးအချင်းကိုအဓိကဦးစားပေးပြီးတော့ရွေးချယ်ပေးရပါတယ်ချမိတ်ဆွေအခုဒီမှာအတွက်เนาะအဲ့တော့တကွက်ကောင်းကလည်းပဲမနက်ဖြန်စည်းကိုတော်တော်မာတယ်ဗျเนาะတကွက်ကောင်းလည်းကစားမယ်အဲ့ကြောင့်မလို့ကိုပြီးရပြောတာအဖွဲ့ဝင်ကိုပြီးရဲ့အဖွဲ့ဝင်ငန်းကိုထိထိမိမိယူပြီးတော့ကစားပါเนาะ8လနဲ့2ပတ်ဖြစ်သွားပြီဗျအောင်မြင်တာခုတပွဲနဲ့ဆိုရင်8လနဲ့3ပတ်မြောက်အောင်မြင်ပွဲဗျအဲ့တော့အဖွဲ့ဝင်ထားတဲ့အကူမကြီးလည်းပဲထိထိမိမိဒါတလင်းလာနေရင် EC နှက်နေလို့ရတယ်ဗျအဲ့ကြောင့်တော့အဖွဲ့ဝင်ငန်းကတော်တော်မာတယ်เนาะအဖွဲ့ဝင်မိတ်ဆွေများကလည်းကိုပြီးဘောနော်တောက်ကြဟိုမနှက်ဖြန်ပေါ့เนาะမနှက်ဖြန်ကြာသာပရိနေ့ညကြမှာတင်ပြီးတဲ့ဗီဒီယိုဖိုင်ညမှာအဖွဲ့ဝင်နဲ့ပတ်သက်တာကိုထည့်ပြီးတော့ပြောပြီးမယ်ဝင်ရင်တဲ့ကိုမတွေကမနှက်ဖြန်ညကြမှာကြည်ပါเนาะအဲ့ရောဒါကကြာသာမီးတွေလုံးဝထိထိမိမိနဲ့ကစားလို့ရအောင်ဒီလာပြီးတော့တင်ပေးတာပါကဲအဲ့တော့ share လို့ရတဲ့အကူမတွေ share ပေးကြပါအောင်လက်မလေးမနေ့ကချင်းလက်မလေးနေပြီးတော့နောက်ချက်နေပြီးတော့ကြည်ပေးပါเนาะအဲ့ရောတီးလေးခံပေးပါเนาะတီးလေးခံပေးပါအမျိုးတွေအားလုံးပဲเนาะ subscribe မနေ့ကလေးရဲ့အကူမများက channel လေးကို like subscribe လေးနေပြီးမှချစ်မိတ်ဆွေအကူမများအားလုံးပဲကြည့်ပေးပါเนาะအကောင်းဆုံးသောခဏန်းလေးကိုအဓိကထားပြီးတော့เนาะပြည်မနေ့ပြန်စီးမှာအားလုံးရအောင်အကောင်းဆုံးကြိုးစားပေးထားပါပြီเนาะအဲ့ရောအဓိကထိုးရမယ် main ကဏ္ဍနဲ့ကိုပြည်အဓိကထိုးရမယ်တကွက်ကောင်းဦးစားပေးထားတယ်ဗျเนาะအဲ့ရောထိထိမိမိတကယ်ကိုဗျဒီ1ချင်းကမနေ့ပြန်ဒီ1ချင်းကိုเนาะကိုပြည်မနေ့ပြန်ထုတ်တဲ့1ချင်းကဖောက်ခဲ့တယ်ဆိုလို့ရှိရင်ကိုပြည်ပေါ့เนาะဘယ်လိုပြောရမှန်းမသိဘူး site ကိုအတကုံနင်းပြီးတော့ဗျာအကောင်းဆုံးရှာထားတာမနေ့ပြန်မှဒီ1ချင်းဖောက်ရင်တော့ကိုပြည်တကယ်ဗျာเนาะတကယ်ဒီ1ချင်းဖောက်ရင်တော့မနေ့ပြန်မဖောက်ရင်တော့site ရှာတာကိုပြည်လည်းမိုင်းကုန်ဖြစ်သွားပြီအကောင်းဆုံးလုပ်ပေးထားတယ်เนาะဒီ1ချင်းထိမှပဲတကယ်ဆိုလို့ရှိရင်เนาะ100ရာခိုင်နှုန်းထက်တောင်ပိုပြီးတော့ကြော်တယ်ဗျာအဲ့ဒီ1ချင်းထိမှပေါက်တယ်100ရာခိုင်နှုန်းထက်ပိုပြီးတော့ကြော်တယ်ပါဝါတစ်ခွက်ပါမယ်เนาะပါဝါနဲ့ကို main ပါမယ်ဗျာเนาะပါဝါနဲ့ကို main ပါမယ်เนาะအဲ့ရောအကူမရအောင်မယ်တခြားလေးလိုက်ပြီးတော့မှတ်မယ်စာရွက်လေးနဲ့ဘောပင်လေးနဲ့ဒါမှတ်လို့ရတဲ့အကူမရှိစာရွက်လေးနဲ့ဘောပင်လေးနဲ့တခြားလေးမှတ်ထားပါဗျာမျိုးရအောင်မယ်เนาะလက်မလေးမနေ့ရသေးဘူးဆိုလဲလက်မလေးနေပြီး channel ကို subscribe မနေ့ကတည်းကအကူမများက channel လေးကို subscribe လေးနေပြီးတော့ကြည့်ပေးပါဗျာเนาะအဲ့ရောအကူမရအောင်မယ်မနေ့ပြန်ကြာသာပရိနေ့29ရက်နေ့ဈေးတော့ပါเนาะအဲ့ရောမနေ့ပြန်ကြာသာပရိဈေးမှာအဓိကကစားရမယ်အထီးကြီးကချမိတ်ဆွေကူမတွေ1308အထီးကြီးပါเนาะ1308ကီကိုအထီးယူပြီးတော့ကစားပါမယ်ဒီချာလေးเนาะ1308ကီကိုကစားမယ်အပူးတွေထည့်ပြီးတော့မထိုးဘူးဗျာမနေ့ပြန်ကိုပြီးဆိုင်မှာအခုပေါ်တော်ဦးနေကိုပဲကိုပြီးအပူးကြိုက်တာမနေ့ပြန်ကြာသာပရိနေဈေးကိုအပူးလုံးဝမကြိုက်ဘူးเนาะအပူးဆိုင်တော့မတွေ့ဘူးအပူးဆိုင်မတွေ့ရကြခဏထက်တူမကြောက်ဘူးပေါ့ဗျာเนาะဟိုအချင်းနဲ့အပိတ်နဲ့မှာဟိုအပူတွေထက်တူမကြောက်ဘူးပေါ့အဲ့ကြောင့်မလို့အပူးကိုမနေ့ပြန်ဈေးကိုမကြိုက်ဘူးကိုပြီးရเนาะအဲ့တော့ကိုမရအောင်မယ်1308အထီးကြီးကို63ည1ချင်း63ညပတ်ပြီးနဲ့ကတ်မယ်เนาะ63ည1ချင်း63ညပတ်ပြီးကတ်မယ်ကုန်းမှန်လေးတွေအရင်အားနေတယ်เนาะအကူမတွေကုန်းမှန်လေးတွေမှန်ပေးကြပါအောင်အမျိုးကြီးเนาะကိုပြေးပြီးတဲ့ခဏလေးရပြီဆိုလို့ရှိရင်ကုန်းမှန်လေးမှမှန်ပေးကြပါအောင်เนาะခဏလေးတွေကုန်းမှန်မှာမှန်ပေးကြအရင်အားနေတယ်တကွက်ကောင်းလေးတွေရပြီဆိုရင်ချင်းမိတ်ဆွေကူမတွေကမှန်ပေးပါအောင်เนาะအဲ့တော့63ညအချိန်63ညပတ်ပြီးเนาะ63ညအချိန်63ညပတ်ပြီးကို1308အထီးကြီးနဲ့အဓိကတွဲပြီးတော့ကစားမယ်ဗျเนาะအဲ့တော့ချင်းမိတ်ဆွေကူမတွေအားလုံးပဲ
6နဲ့ပတ်သက်လို့ရှိရင်4ကွက်3ညနဲ့ပတ်သက်လို့ရှိရင်4ကွက်ရှိပြီเนาะအဲ့တော့6နဲ့ပတ်သက်လို့ရှိရင်6တေ6 3 6ခွန်6ရှိเนาะ6နဲ့ပတ်သက်လို့ရှိရင်6တေ6 3 6ခွန်6ရှိเนาะ3ညနဲ့ပတ်သက်လို့ရှိရင်3ညတေ3ည3 3ညခွန်3ညရှိเนาะ3ညနဲ့ပတ်သက်လို့ရှိရင်3ညတေ3ည3 3ညခွန်3ညရှိအဲ့တော့ခဏ4ခွက်စီရှိမယ်အဲ့ဒီ4ခွက်ထဲမှာလုံးဝကိုပြီးအကြိုက်ဆုံးပေါ့နော်အကြိုက်ဆုံးက6နဲ့ပတ်သက်လို့ရှိရင်တစ်ခွက်ကောင်း3ညနဲ့ပတ်သက်လို့ရှိရင်တစ်ခွက်ကောင်းပြီးမယ်ဗျာနော်အဲ့တော့လက်မလေးအကူမလေးတကယ်ကိုအတူဟောဖြစ်တယ်ဆိုလို့ရှိရင်လက်မလေးအကူမလေးနှိပ်ခဲ့ပါအောင်နော် channel ကို subscribe မလုပ်ကြသေးတဲ့အကူမလေး subscribe လေးနှိပ်ပြီးတော့ကြည့်ပြီးလက်မလေးတွေမနှိပ်ရရင်လက်မလေးနှိပ်ပြီးတော့ကြည့်ပြီးပါမနှမျိုးပါလေဗျာနော်အဲ့တော့အကူမများအားလုံးပဲအဲ့တော့6နဲ့ပတ်သက်လို့ရှိရင်နော်လုံးဝအကြိုက်ဆုံးတစ်ခွက်ကောင်းပါ6နဲ့ပတ်သက်လို့ရှိရင်6 8ဆိုတဲ့ခဏဒီကိုပြီးလုံးဝအကြိုက်ဆုံးခဏတစ်ခွက်ကောင်းပါနော်6 8ဆိုတဲ့ခဏက6နဲ့ပတ်သက်လို့ရှိရင်တစ်ခွက်ကောင်းပါနော်အဲ့တော့3ညနဲ့ပတ်သက်လို့ရှိရင်ကိုပြီးလုံးဝနော်အကြိုက်ဆုံးခဏဒီ3ညနဲ့ပတ်သက်လို့ရှိရင်နော်3ည3ဆိုတဲ့ခဏဒီအခုမှများအားလုံးပဲတစ်ခွက်ကောင်းပါ3ညနဲ့ပတ်သက်ရင်3ည3ဆိုတဲ့ခဏတစ်ခွက်ကောင်းနော်အဲ့တော့6နဲ့ပတ်သက်လို့ရှိရင်အခုမှများအားလုံးပဲ6 8ဆိုတဲ့ခဏဒီအခုမှများအားလုံးပဲတစ်ခွက်ကောင်းပါနော်အဲ့တော့6 3ည1ချိန်6 3ညပတ်ပြီးကမနက်ဖြန်ကြာတာပရင်းနေမှာမဖြစ်မနေစင်းပေးရမယ်1ချိန်ဖြစ်တယ်100ရာခိုင်နှုန်းနော်99ရာခိုင်နှုန်းမဟုတ်ဘူး100ရာခိုင်နှုန်းရှိတယ်အဲ့ဒီ1ချိန်ထိမှပဲပေါက်မယ်ဗျအဲ့ဒီ1ချိန်ကတော့လုံးဝဒါမှပြည့်သေးသောအချင်းစိုက်ကနေကိုပြီးအကောင်းဆုံးအဓိကကြိုးစားပြီးတော့လုပ်ထားပေးပါတယ်เนาะအဲ့ရောကိုမတွေအားလုံးပဲဒါ6 3ညအချင်းကိုအဓိက main ကန်ပြီးတော့ကစားပါเนาะကိုပြီးယူပြီးထားရဲ့အထီးကြီးကိုမကြိုက်ဘူးဆိုရင်အကိုမတွေအားလုံးပဲကိုပြီးယူပြီးထားရဲ့1ချင်းအထီးကြီးကိုမကြိုက်ဘူးဆိုတော့ကိုမတွေရတဲ့ကြီးနေ6 3ညကိုကတ်ပါเนาะအဲ့ရောကိုပြီးရဲ့အကြိုက်ဆုံးကလေတစ်ခွက်ကောင်းကလေ6နဲ့ပတ်သက်ရင်6 8တစ်ခွက်ကောင်း3ညနဲ့ပတ်သက်လို့ရှိရင်3ည3 main တစ်ခွက်ကောင်းเนาะကဲအားလုံးပဲမနက်ဖြန်တော့ကြနေဟိုပေါ့เนาะကြာတာပြီးဒီချိန်မှာအားလုံးပဲရကြပါပြီเนาะအားလုံးပဲဒါမင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေဗျအချင်းမိတ်ဆွေကိုမတွေစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့အားလုံးပြည့်စုံပြီးတော့လောက်ကင်ကြီးစီးပွားရေးတွေကျန်းမာရေးလူမှုရေးအဆက်ဆက်ရအားလုံးပဲအဆင်ပြေကြပါစေလို့ကိုကြီးဘက်ကနေပြီးတော့ဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်ကဲအားလုံးပဲပိုင်းပါเนาะအားလုံးပဲတက်တာပါအားလုံးအဆင်ပြေကြပါเนาะအားလုံးတက်တာပါလက်မလေးနှိပ်ခဲ့ပါเนาะအမြဲတမ်းအားလုံးပိုင်းပါ